အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်ဒါကျွန်တော်ဒီနေ့နိုင်ခွက်လောက်နောက်ကြတယ်ပေါ့နော်အမှန်တိုင်းပြောရင်အဲ့ရမထလည်းဘာလည်းမဟုတ်ဘူးဘာလို့ဆိုကျွန်တော်ဒါနီးပြများပြုတ်မလားဆိုလက်ရှိမှာဒါနီးပြပြုတ်မဲ့သတင်းတွေတောက်လျှောက်တက်နေတဲ့အတွက်ကြောင့်မို့ဒါနီးပြများ official ပြုတ်မလားထိုင်ဆောင်နေတာဒါတရားဝင် journalist တွေဖြစ်နေတာ Fabrizio Romano တို့ဒါကျွန်တော် David Austin တို့စီကစောင့်နေတာပေါ့နော်မတက်လာသေးတော့လည်းမတက်နိုင်ဘူးဒါအချိန်နဲ့အမျှဒါကျွန်တော်တို့ဗီဒီယိုတင်ရမယ့်တူတရားအောင်နေနဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့ဗီဒီယိုလေးတင်မယ်ပေါ့ဗျာနော်လက်ရှိမှာဒါကျွန်တော်တို့ဒီမနေ့ကဒါကျွန်တော် Manchester United အသင်းနဲ့တူ Michael Carrick ရဲ့ဒါကျွန်တော်ချွေစွမ်းပြသခဲ့ပြီးတဲ့နောက်ပိုင်းမှာ United ပရိသတ်တွေတချို့က Michael Carrick ကိုပဲဒါကျွန်တော်ရေရှည်လောင်းတမ်းမရစောင့်ကြည့်မလားဆိုပြီးတော့ဒါကျွန်တော်တို့ဒါပိုင်းရှင်တွေကိုဒါကျွန်တော်တို့မိကွန်းထုတ်ခဲ့နေတာမှရှိတယ် United လက်ရှိအနေထားရတော့ဒါ Michael Carrick ကိုအရင်ဆုံးဒီ6လကိုကြည့်မယ် Interim အနေထားမှာကြည့်ပြီး Michael Carrick ကိုလည်းဒါကျွန်တော်ရေရှည်နီးပြတစ်ယောက်ရဲ့ဒါစရင်းထဲမှာထည့်သွားမယ်ဒါပေမဲ့အခုလိုဒီလိုမျိုးဒါကျွန်တော်တပွဲလောက်ခြေစွမ်းနေပဲ Manchester United အသင်းကဒါ interim ဖြစ်နေတဲ့ Manchester United အသင်းကိုဒါကျွန်တော်တို့ဒါလုံးဝဒါပါမနဲ့ပြောတော့အားလုံးသိကြတဲ့အတိုင်းပဲတက်ရှိမှာ Manchester United အသင်းမှာ interim manager ရဲ့အကုန်လုံးနေနေရတာကျွန်တော်ခြေစွမ်းပြလက်စွမ်းပြတယ်ဒါလက်ရှိမှာသူတို့ဒါတခြားသောဒါကျွန်တော်အပြည့်အဝခံတဲ့ Ole Gunnar Solskjaer တော့ကလည်းမမှတ်ရပဲ United အသင်းကိုဒါကျွန်တော်တို့ယာယီခံခိုင်းနေယာယီခံခိုင်းတဲ့ချက်ဒါအားကောင်းနေကောင်းပြီးဒါအပြည့်ခံတဲ့အပြည့်ခံတဲ့ချိန်မှာဒါ fall out ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ Michael Carrick ကိုလည်း United ဘက်ကဒီလိုမဖြစ်ဖို့အတွက်သူတို့အနေနဲ့မျှော်လင့်နေအခုချိန်ထိ Manchester United အသင်းအနေနဲ့ Michael Carrick ကိုရေရှည်ဒါကျွန်တော်တို့ခန့်မဲ့ဒီပြစင်းထဲမှာတော့အရင်မြင့်တဲ့အနေထားမှာတော့မရှိသေးဘူး United လက်ရှိခန့်ကျင်တဲ့ထဲမှာတကယ်လို့ဒါကျွန်တော်တို့လုံးဝကိုဟိုလမ်းပြန်ထွက်တဲ့နီးပြတွေပါဥပမာလက်ရှိမှာ United ဒါအလူချင်းဆုံးက Luis Enrique အနေနဲ့လာမဲ့နေရာဒီမှာဒါအသင်းကနေပြီးတော့တရားဝင်ထွက်ခွာတော့မှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေတရင်တောက်လျှောက်တက်နေတယ် Enrique လက်ရှိမှာ PSG အသင်းနဲ့တူစာချုပ်တက်တမ်းမတူတော့တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ Manchester United အသင်းက Enrique ကိုတောက်လျှောက်စောင့်ကြည့်နေပြီး Colin Hala တွေရဲ့ Enrique ရဲ့ cap နဲ့လည်းစကားတွေစပြောနေပြီဆိုတဲ့တရင်ထွက်လာခဲ့တယ်ဒီထဲမှာမထင်မှတ်ပဲကြားထဲမှာတရင်တစ်ခုတက်လာခဲ့တာ Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော် Rudy Garcia ရဲ့ပြောပုံရဆိုရင်တော့ဒါကျွန်တော်တို့နောက်ဆုံးနာမည်တစ်ခုရဆိုရင်တော့ဒါကျွန်တော်တို့ကိုဗစ်ကိုဒါကျွန်တော်တို့ဘော်ရီရှာဒေါ်မွန်ကနေပြီးတော့ထွက်သွားခဲ့တဲ့ကိုဗစ်ကိုလက်ရှိမှာ Manchester ကိုဗစ်ကဘော်ရီရှာဒေါ်မွန်မထွက်သေးတယ်ကိုဗစ်ကို Manchester United အသင်းနဲ့စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ဒါပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ဘော်ရီရှာဒေါ်မွန်မှာပဲဒါကိုဗစ်ကဆက်ပြီးကန်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘော်ရီရှာဒေါ်မွန်အနေနဲ့ဒါကျွန်တော်လက်ရှိမှာကိုဗစ်ကိုတော့ပြီးမထွက်လာဘူးလို့သိရတယ်မှာပါတယ်ကိုဗစ်ကလည်း Manchester United စိတ်ဝင်စားရတယ်မှာပါတယ် Manchester United အသင်းနဲ့လက်ရှိမှာဒါရုံးက sudden move တွေကိုတော့အခုချက်ချင်းလုပ်ဖို့တော့လုံးဝမရှိဘူး Oliver Glasner အနေနဲ့အခုလက်ရှိနောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဒါ Manchester United အသင်းကို Glasner ကကင်တွယ်ဖို့အတွက်စိတ်ဝင်စားတယ်ဒါပေမဲ့ Glasner ကိုလည်း Manchester United အသင်းကအခုချက်ချင်းခေါ်မာတဲ့ဆိုင်တော့လာမယ့်နွေရာသီမှာပဲခေါ်ဖို့အတွက်စိတ်ဝင်စားတယ်လာမယ့်နွေရာသီကျရင်တော့ Manchester United အသင်းနဲ့သူတို့ရဲ့နီးပြရဲ့ဒါကျွန်တော်တို့ list ရ expand ဖြစ်သွားဖို့အတွက်အများကြီးရှိတယ်ဒါကျွန်တော်ကမ္ဘာဖလားပြီးသွားရင်ဒါ Julian Nagelsmann တို့လက်ရှိမှာ Thomas Tuchel တို့ပါသွားနိုင်တဲ့အတွက်ကြောင့်မို့ United အသင်းကတော့ဒါအရန်ကြီးမလောပဲနဲ့ Michael Carrick ကိုပဲဒီ interim ကိုပြေးသွားပြီးသွားမယ် Michael Carrick ကိုရိုင်းကလည်းလက်ရှိမှာလာမယ့်ဒါကျွန်တော်တို့ interim ရဲ့ဒါကျွန်တော်တို့တက်တန်းပြီးသွားခဲ့မယ်ဆိုရင်တော့သူ့ကိုလည်းအပြီးသက်နီးပြထဲမှာပါလာနိုင်တယ်ဆိုတဲ့ short list ထဲမှာထည့်ထားတယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ် United ကဒါကျွန်တော်မနေ့ကသူတို့ရဲ့မြို့ကမြန်ဖြစ်တဲ့ CD ကိုတကယ်ကိုဒါကျွန်တော်တို့ဟိုလုံးဝဒါကျွန်တော်ခြေစွမ်းအသာဒါလက်ရှိမှာဒါစိတ်သက်အသာနဲ့အနိုင်ရသွားတဲ့အချိန်မှာလူတော်အမြတ်ကဒါ Ole Gunnar Solskjaer နဲ့ပွဲစဉ်နောက်ပိုင်းမှာဒါကျွန်တော်ပထမအဦးဆုံးအနေနဲ့ဒါ mentality ကအမြင့်ဆုံးပွဲအနေနဲ့နိုင်သွားခဲ့တဲ့ဥစ္စာမျိုးကိုတို့အနေနဲ့အကုန်လုံးသဘောကျတယ်ပြီးတော့ဒါ Manchester United တဲ့ City လို့ဒါအကောင်းဆုံးချွတ်နေတဲ့အခြေအနေတစ်ခုမှာဒါလိုမျိုး AI အကြောင်းနဲ့ဒါကျွန်တော်အမြင့်ဆုံးခြေစွမ်းတစ်ခုနဲ့နိုင်သွားခဲ့တဲ့ပွဲစဉ်ကဒီနောက်ပိုင်းမှာတော်တော်လေးကိုရှားလာခဲ့တယ်ပရိသတ်တွေဒီလိုပြန်မြင်လိုက်တဲ့အချိန်မှာတို့ရဲ့အသင်းကဒါမျိုးလုံနိုင်လားဆိုတဲ့ feeling ကတော်တော်လေးကိုပြီးတော့လူစည်းနဲ့ဒါပြောင်းလဲမှုမရှိဘူးဒီလူစည်းနဲ့ပဲဒီလိုပုံစံမျိုးကိုလှုပ်သွားတဲ့အတွက်ကြောင့်ပရိသတ်တွေကပို့ပြီးတော့ surprise ဖြစ်တယ်ပေါ့နော်အဓိက Michael Carrick ပါပဲ Carrick အနေနဲ့သူ့ရဲ့ဒါကျွန်တော်လက်ရှိ Manchester United score ကိုသူကောင်းကောင်းကြီးတည်တယ်ကောင်းကောင်းကြီးနားလေတယ်ဒါကြောင့်မို့လက်ရှိမှာသူ့အနေနဲ့ဒါမျိုးလှုပ်သွားလို့ကျွန်တော်နေမြင်တယ်အဓိကပြလက်ရှိမှာကျွန်တော်အများအားပြောပါတယ်လက်ရှိမှာကြေးစားတွေများတယ် professional အဆင့်တော်မဟုတ်ဘဲနဲ့ကြေးစားတွေများတယ်အကွေအချိန်တစ်ချိန်ပြီးသွားတာကျွန်တော်လက်ရှိမှာ Facebook မှာတောင်းမယ် press conference မှာတောင်းမယ် Instagram မှာတောင်းမယ်ပြီးသွားမယ်ဒီလိုမျိုးမဟုတ်ပဲလက်ရှိမှာ Michael Carrick ကသူ့အသင်းကိုသူချစ်တယ် Michael Carrick က Manchester United ဒါကျွန်တော်တို့ academy ပုံစံမျိုးထွက်တာတော့မဟုတ်ပေမဲ့သူနဲ့သူဒီဒါ Manchester United သဘောကျတယ်နှစ်သက်တယ်သူဒီ Manchester United အသင်းကိုနားလေတခါကျရင်ပြနီးပြတဲ့အနေနဲ့ကိုယ့်အသင်းကိုနားလေဖို့အရန်လိုအပ်တဲ့တဲမှာပါတယ်ဥပမာဘဒူက star player ဘဒူက star player မဟုတ်ဘူးလေဘဒူကဒါကျွန်တော်လက်ရှိမှာ United အသင်းမှာရှိခြင်းလဲဘဒူက United အသင်းအတွက်ပေးဆက်ခြင်းလဲဥပမာလက်ရှိမှာဒါမနေ့ကဆိုတိတာပါတယ်ကိုယ်မိုင်းနူနဲ့ဒါ Bruno Fernandes ကိုတွဲသွားတာမသိရင်လည်းကိုယ်မိုင်းနူကဒါလူသစ်ရောက်လာတဲ့ပုံစံတိုင်းတွေ့သုံးသွားတော့တွေ့ရမယ်ဒီမှာပါဒါပေမဲ့ Michael Carrick ပြောတဲ့စကားတခုဒီညမှာကျွန်တော်လက်ခံတာတခုကဘာလဲဆိုတော့ဒီလိုပွဲမျိုးကိုဒီလိုတပွဲတည်းလုပ်လို့မရဘူး
ပွဲတိုင်းဒီလိုကစားမရမယ်သူနေတာ Manchester Derby ကိုနိုင်တော့သူနေတာဝမ်းသာတယ်အရန်ပျော်တယ်ဒါပေမဲ့လက်ရှိမှာဒီလိုပွဲကတပွဲတို့ပုံစံမျိုးပဲလုပ်လို့ရမှာမဟုတ်ဘဲနဲ့လာမဲ့လက်ကမ်းမဲ့ပွဲစဉ်တွေမှာဒီလိုပုံစံမျိုးပဲစလိုက်လုပ်ရမယ်လာမဲ့ပွဲစဉ်မှာဆိုလဲ Arsenal လို့အသင်းမျိုးနဲ့ကန်ဖြစ်တော့ Arsenal လို့အသင်းမျိုးကိုလည်းဒီလိုပုံစံမျိုးဆက်ပြီးတော့လှုပ်သွားဖို့ရတယ်အိမ်ကွင်းမှာတွေမဟုတ်ဘဲနဲ့အဝေးကွင်းမှာလည်းဒီလိုခြေစွမ်းမျိုးလုပ်ပြဖို့လိုတယ်ဆိုတာကိုတော့ Michael Carrick ကသူ့ရဲ့ကစားသမားတွေအသိပြတယ်တကယ်လည်းမှန်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတပွဲတို့လုပ်ပြသွားတယ်ဒါ United ပြည်သက်လေးတွေပြောသွားလိုက်ပြီးရင်ဒီခုနကပြောသွားတာနောက်ပွဲကဒီပုံစံပြန်ဖြစ်သွားလဲစိတ်ပြတ်သွားလဲဒါမျိုးပြန်လေးနေတာတဲ့ဆိုင်ဒါမျိုး consistency လုပ်ဖို့အတွက် United အသင်းကအရေးကြီးတယ်ကောက်ချာရပြန်ပြီးပြောင်းလဲဖို့လိုတယ်ဆိုတာမျိုးဒါတွေ့ရမယ်တယ်မှာပါတယ် United အသင်းရဲ့လက်ရှိပိုင်းရှင်တွေအနေနဲ့အခုလက်ရှိမှာတော့ဒါပထမကတော့ဒီနေ့ဆောင်းအသင်းမှာလူမခေါ်ပေးဘူးဆိုတဲ့ပုံစံမျိုး implement လုပ်ထားခဲ့ပေမဲ့ကွင်းလယ်ပိုင်းရလက်ရှိမှာ Manchester United အသင်းအနေနဲ့ဒါကြောင့် Ruben Neves ကိုစိတ်ဝင်စားမှုတွေရှိလာခဲ့တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာတွေ့ရမယ် Ruben Neves ကလက်ရှိမှာလာမဲ့ရာသီမှာဒါကြောင့်အလွတ်နဲ့ပြောင်းရွှေ့ဖို့ရှိပြီးတော့သူ့ရဲ့ဒါမိခင်ကလပ်ဖြစ်တဲ့ Al Hilal နဲ့စာချုပ်သက်တမ်းတိုးဖို့မရှိတော့ဘူးလို့သိရတယ်မှာပါတယ်လက်ရှိမှာဒါကြောင့်သူ့အနေနဲ့ဒါကြောင့် Al Hilal ရဲ့ဒါအခြေအနေရဒါကြောင့်ဆက်လက်ပြီးနေမယ်မနေဘူးမသေးကွဲတဲ့အနေထားမှာရှိတယ် United ကဒါကြောင့်ဒီနေ့ဆောင်းရသည်အပြောင်းရွှေ့ခဲ့တဲ့ Ruben Amorim အသင်းမှာစရှိကြတဲ့က Ruben Neves ကိုခေါ်ယူနေတဲ့သဘောမှာရှိတယ်သူတို့ရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Casemiro ကလာမဲ့နေရာဒီမှာထွက်မယ်ပြီးရင်ဒါကြောင့်လက်ရှိမှာ Ugarte ကိုဒါကျွန်တော် Michael Carrick ကသိပြီးသဘောမကျအောင်အဲ့တော့ပြောချင်တာကဒီနေရာအတွက်ဒါကျွန်တော်ရေရှည်ရဆော့နိုင်မဲ့လူတယောက်ကိုသူတို့အနေနဲ့လူအပ်တဲ့တဲမှာပါတယ်အဲ့ Ruben Neves ကရွေးချယ်စရာတစ်ခုအနေနဲ့ဖြစ်လာနိုင်တယ်ဆို United ဘက်ကသတ်မှတ်ထားတယ်လူမဝယ်ဘူးဆိုတဲ့ Manchester United အသင်းနဲ့ Ruben Neves ကလက်ရှိမှာစည်ရင်းထဲမှာပါလာတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒီနေ့ဆောင်းရာသီမှာသာဝယ်ခဲ့မယ်ဆိုရင်တော့ Al Hilal ဘက်ကနေပြီးတော့လက်ရှိ Al Hilal ဘက်ကနေပြီးတော့လက်ရှိမှာဒါကျွန်တော် Euro 30ပတ်ချလဲဝင်းကျင်ကြားနဲ့ရောင်းချနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာကိုလည်းတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ Manchester United အသင်းနဲ့ဒီနေ့ဆောင်းရာသီမှာဒါကျွန်တော်အဝင်မှာသိပ်ပြီးအများပြဝယ်ဖို့အတွက်လုံးဝသိပ်မရှိဘူးလို့မြင်တယ်ဒါပေမဲ့အထွက်မှာလက်ရှိမှာဆက်လက်ပြီးတွားဖို့အတွက်မြင်စင်နေခဲ့တယ် Manchester United အသင်းနဲ့လက်ရှိမှာဒါကျွန်တော်တိုက်စစ်ပိုင်းမှာဒါကျွန်တော် Joshua Zirkzee အနေနဲ့ဒဏ်ရာကြောင့်မို့ rule out ဖြစ်နေခဲ့တယ်ဆိုပေမဲ့သူ့အနေနဲ့သူဒီ AS Roma နဲ့ဒါပုံကိုရသဘောတူညီမှုကိုဆက်လက်ပြီးတော့အသက်ဝင်စေခြင်းတဲ့သဘောမှာရှိပါသေးတယ်ဒါ Roma မှာပဲလက်ရှိမှာဒါကျွန်တော်တို့ Zirkzee ကဆက်လက်ပြီးစော့ခြင်းပြီးတော့သူ့အနေနဲ့ Netherlands ရဲ့ဒါကျွန်တော်တို့လက်ရှိကမ္ဘာဖလားရဲ့ခေါ်ယူမှုစင်းထဲမှာသူ့အနေနဲ့ပါဝင်ခြင်းနဲ့ Manchester United မှာဒါ Benjamin Sesko ပြန်ကောင်းလာခဲ့မယ်ဆိုရင်သူ့အနေနဲ့ Benjamin Sesko ကိုမတိုးနိုင်တဲ့အပြင်ကိုဒါလက်ရှိမှာ Brian Mbeumo, Ahmed Diallo လက်ရှိမှာဒါ Matheus Cunha တို့အသင်းစီကိုပြန်လဲပြီး integrate လုပ်လာတဲ့အချိန်မှာတော့ဒီကစားသမားအနေနဲ့လက်ရှိမှာသူတို့ကိုကြော်ပြီးတော့နေရာထွက်နိုင်မှာမဟုတ်ဘူးလို့ယူဆတယ်ဒါကြောင့် Manchester United အသင်းကိုတော့အခုချိန်ကြီးတော့ Joshua Zirkzee ကသူ့ကိုရောင်းပေးပါဆိုတဲ့ပုံစံမျိုးနဲ့ပဲဆက်လက်ပြီးတော့တောင်းဆိုနေတဲ့ပုံစံမျိုးတွေကိုဆက်လက်ပြီးတွေ့ရမယ်တဲ့မှာပါတယ်ပြောချင်တာက Manchester United အသင်းကနေပြီးတော့အခုချိန်ကြီး Joshua Zirkzee ကထွက်ဖို့အတွက်ဒါကြောင့်ရေးတာဆိုနေတယ်ပြောလို့ရမယ်တဲ့မှာပါတယ် Joshua Zirkzee အနေနဲ့အခုလက်ရှိမှာသူကတော့ပုံကိုရေးရသဘောတူညီမှု Roma နဲ့ရထားပြီးဖြစ်တယ် Manchester United အသင်းကလက်ရှိမှာ Roma ရဲ့ proposal တွေကိုအခုချိန်မှာတရားဝင်လက်ခံမှုမရှိဘဲနဲ့ဒါ Michael Carrick ကိုပဲဒါလက်ရှိမှာ Joshua Zirkzee ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ပိုင်ခွင့်တစ်စိတ်ဒေသနဲ့ပေးထားတယ်ပြောချင်တာပဲ Michael Carrick ကလက်ရှိမှာဒါ Joshua Zirkzee ကိုဒါသုံးမယ်မသုံးဘူးသူနဲ့ပြောပိုင်ခွင့်ရှိတယ် United အသင်းနဲ့လာမဲ့ဒါကျွန်တော်ပွဲစဉ်တွေမှာပွဲချက်ကာလတစ်ခုကိုဖျက်ဆီးရမှာဖြစ်တဲ့ကြောင့်မို့ဒါကျွန်တော်တို့သူတို့ဒီ top 4ဝင်ဘူးတော့အရေးကြီးတယ်အဲ့တော့ Joshua Zirkzee ကလက်ရှိမှာ gate တိုက်စစ်ပိုင်းမှာဒဏ်ရာရတွေရှိသွားခဲ့မယ်ဆိုရင်တော့ Joshua Zirkzee ကအသုံးတက်လာနိုင်မယ်လို့ United အသင်း user တွေကြောင့်သူ့အနေနဲ့ United အသင်းကလက်ရှိမှာသူတို့အနေနဲ့မရောင်းချင်ဘူးအဲ့တော့ Roma ရဲ့လက်ရှိ Arca Rider ကိုတိုင်ကဒါလက်ရှိမှာ Manchester United အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိအပြောင်းရွှေ့တကားတွေကလက်ရှိမှာခဏတာပိတ်ထားတယ်နီးပြအသင်းပြောင်းလဲမှုကြောင့်သူတို့အနေနဲ့ဒါတရားဝင်အောင်ဆွေးနွေးခွင့်မရှိသေးဘူးဆိုတဲ့ပုံစံမျိုးကိုပြောနေတာကိုတွေ့ရမယ်အဲ့တော့ United အသင်းနဲ့လက်ရှိမှာဒီတိုင်းဆိုရင်တော့ကိုကြီးမိုင်းတို့ကအသင်းကထွက်ဖို့တော့လုံးဝမရှိတော့ဘူးမိုင်းတို့အနေနဲ့လက်ရှိမှာဒါ Michael Carrick ရဲ့လက်အောက်မှာဒါသူ့အနေနဲ့ improve ဖြစ်ပြီးဒါကိုကြီးဒါ Bruno Fernandes နဲ့တွဲပြီးကစားသွားဖို့တဲ့ရာဂိုင်တို့နေများသွားတယ်မနေ့ကဒါကျွန်တော် Manchester City ပွဲစဉ်မှာကြည့်မယ်ဆိုရင်ကွင်းလယ်ပိုင်း Manchester United improve ဘယ်လောက်ဖြစ်လဲတွေးရမယ်တဲ့မှာပါတယ်ဒါ City ရဲ့ကွင်းလယ်ကစားသမားတွေကိုတော့မှခွေးယူပုံစံမျိုးလုပ်သွားတဲ့ပုံစံမျိုးတွေဒါကျွန်တော် Ronda ပေါ့နော်ဒါမြန်မာပြောရင်တော့ခွေးယူဆိုတာပေါ့ဒါကျွန်တော်မြန်မာလိုအင်္ဂလိပ်လိုဆို Ronda ဆော့သွားတယ်ဆိုတာမျိုးတအားလှတဲ့နေထားမှာရှိအဲ့တော့ဒီတိုင်းဆိုတော့ Manchester United အသင်းကဒါကျွန်တော်ကိုကြီးမိုင်းတို့ကိုတော့ဒီနှစ်ဆောင်းအသီးမှာရောင်းသွားဖို့တဲ့ရာဂိုင်တို့တွေတော်တော်လေးကိုနည်းသွားပြီလို့ပြောလို့ရမယ်တိုးပေမဲ့တော့ညာလဲ Joshua Zirkzee ရဲ့အနာဂတ်ကိုတော့ Manchester United ဘက်ကဒါအသင်းကမထွက်စေချင်ပေမဲ့ကစားသမားကသူ့ရဲ့ဒါကျွန်တော် Netherlands မှာဒါရွေးခံရဖို့အတွက်ဆိုရင်တော့မိနစ်တွေအများကြီးလူတဲ့ကြောင့်မို့အသင်းကထွက်ဖို့အတွက်လက်ရှိမှာတာဆူနေပြီးသားလို့ပြောရင်လည်းကျွန်တော်တော့ကုန်ပြီပေါ့အားလုံးမကြည့်တူပါတယ်မြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြည့်တူပါတယ်ကျွန်တော်တော့ကုန်ပြီပေါ့ဗျဒီပါဗျ